အသက်20ကျော်မြန်မာမင်းကလေးကိုတဲ့မြန်မာချစ်သူကောင်းလေးကဦးကောင်းတဲ့နှစ်ဖူးကနိုင်ရန်ကျမ်းမြေနေနဲ့ကင်ဆောင်ခြင်းနဲ့မျက်နာထိုးကြိတ်ခြင်းနဲ့လေပင်အားအသက်သေဆုံးနိုင်သည့်အထိညှစ်ချင်းကြောင်းနဲ့နှာခေါင်းနဲ့လေပင်နှာခေါင်းနဲ့နှစ်ဖူးနဲ့အချက်ပေါင်းများစွာချော့ရတဲ့အထိဖြစ်ပွားခဲ့တယ်လေမျက်နာနဲ့လေပင်မှာတော့ဖူးရောင်တန်းရအချက်ပေါင်းများစွာရရှိခဲ့တယ်အားလုံးပဲမင်္ဂလာဗျာဒီနေ့မှာတော့ဒါလက်ထက်မရွာသေးပဲနော်ဒါချစ်သူရေးတဲ့ဘောမှာလည်းဒါကိုယ့်ရဲ့ချစ်သူကောင်မလေးကိုဒါနိုင်ငံခြားမှာတူတူနေပြီးတော့နော်သူစူးစမ်းနေချစ်သူကောင်မလေးကိုဒါကိုရီးလက်ရောက်ပြင်းပြင်းထန်ထန်ဒါကျိုးနေတဲ့ကောင်တရားကြောင်းဒါပြန်လည်ပြောပြတဲ့ play ပိုင်းလေးကိုကြည့်ပြီးတော့နော်ဒါမြန်မာမျိုးသမီးတွေနဲ့ဘယ်လိုမျိုးတွေကိုဒါအိမ်နောက်ဘက်ပြင်ပြီးရွေးချက်တင်မှုလေးဆိုတာအနေငယ်ဒါထောက်ပြပေးချင်ပါတယ်ဗျာဒါဆိုကျွန်တော်ရဲ့ဒီဒါ play ပိုင်းလေးကိုစုံနေလိုက်ပါကြည့်ချင်ပြီးတော့ဖိတ်ခေါ်ပါရဗျာအိတ်ခါနီကိုစိတ်မကောင်းစရာတရင်တွေ့လို့မလို့နော်ဟိုဟာသူများနိုင်ငံမှာနေလို့ရှင်လဲအေးစိနေသူများသမီးပြိုလေးကိုတာမရလို့ပုံစံမျိုးပေါင်းတင်နေထိုင်လို့ရှင်လဲအေးစိနေနော်ဒီမဲ့မြေရဲခရိုင်မှာအသက်20ကျော်မြန်မာမင်းကလေးကိုတဲ့မြန်မာချစ်သူကောင်းလေးကဦးကောင်းတဲ့နှစ်ဖူးကနိုင်ရန်ကျမ်းမြေနေနဲ့ကင်ဆောင်ခြင်းနဲ့မျက်နာထိုးကြိတ်ခြင်းနဲ့လေပင်အားအသက်သေဆုံးနိုင်သည့်အထိညှစ်ချင်းကြောင်းနဲ့နှာခေါင်းနဲ့လေပင်နှာခေါင်းနဲ့နှစ်ဖူးနဲ့အချက်ပေါင်းများစွာချော့ရတဲ့အထိဖြစ်ပွားခဲ့တယ်လေမျက်နာနဲ့လေပင်မှာတော့ဖူးရောင်တန်းရအချက်ပေါင်းများစွာရရှိခဲ့တယ်တဲ့အဲ့နေရာတနေရာတဲ့မဟုတ်ဘူးအဲ့မြေရဲခရိုင်တစ်ခုတည်းမဟုတ်ဘူးเนาะဆိုင်းတမတဲ့ခါနာဂါဝါတဲ့ချိပါတယ်အဲ့လိုနေရာမျိုးတွေမှာရှိတယ်မြန်မာမင်းကလေးကိုမြန်မာကောင်နဲ့တမီးစားဘွားမှာတဲ့ကိုလက်ပါလို့ဒီလိုမျိုးအဲ့လို case တွေနဲ့အဲ့လိုမျိုးစိတ်ုံစိတ်ကံရောက်လို့တိုင်းတာတွေပြူတာတွေအများကြီးပဲတဲ့အဲ့တော့အဲ့လိုလေဟိုမင်းကလေးတမီးစားစကားများလို့ကောင်မလေးကိုလက်ပါတယ်ဆိုတဲ့ကောင်တဲ့ငါကြောက်တယ်ယောက်ျားချင်း1 by 1ချခိုင်းကြည့်လိုက်သူတို့မချရဘူးသိလားဒေါသထွက်ပြီးဆိုရင်အဲ့သူ့ရဲ့ဇက်ရိုက်ပဲအဲ့ဒေါသထွက်လာပြီလူတယောက်ဒေါသထွက်ပြီးဘလို့ပြုတ်မှုလဲဆိုတာသူ့ရဲ့ဇက်ရိုက်ပဲဟန်ဆောင်လို့မရအောင်အဲ့ချိန်ဆိုရှင်ဒေါသထွက်တယ်ဆိုရှင်နိုင်အောင်လက်သီးနဲ့ပြစ်ထိုးရလေသူ့အသားကြောင့်သူနာမှာကြောက်တယ်ဒီမင်းကလေးကိုကြော်သူလှုပ်တယ်နော်သူတို့အသားကြောင့်သူတို့နာမှာကြောက်တယ်ဒေါသထွက်တဲ့အချိန်မှာဒီလူကကိုယ့်ကိုတကယ်ချစ်လားမချစ်လားကိုယ့်ပေါ်မှာဘလို့ပုံစံလဲဆိုတော့ဒေါသထွက်တဲ့အချိန်မှာအရန်သိတာတယ်ဒီလားတမီးစားဘွားမှာလက်ပါတယ်ဆိုကြတဲ့ဒီလူအိမ်အောင်ဘက်ဖြစ်ဘလုံးမကိုမစင်စားနဲ့ဒီလားဒါသမီးစားဘာမှမရှိသေးရပါတော့ဒါကိုရီးလက်ရောက်လက်ပါတယ်ကျွန်တော်ဒါတော်တော်လေးကိုလူမဆန်တဲ့လို့ရင်ဖက်ပါနော်ဒါနိုင်ငံခြားမှာတူတူနေတဲ့ကိုယ့်ရဲ့ကောင်မလေးရတာကိုယ်နဲ့လက်မထပ်ရသေးပဲနဲ့ကိုနဲ့အတူတူနေနေလဲဆိုရင်တော့မှပဲဒါသူကကိုယ့်ပေါ်ဘလောက်ထိချစ်လဲဒါဆိုတော့တော်တော်လေးဒါတည်တည်နေပြီပေါ့အဲ့ဒီအချက်တစ်ချက်တည်းနဲ့လည်းဒါသူ့ဘောကိုစာနာနားလဲရကောင်းမယ်တည်တည်နေပေါ့နော်ယောက်ျားလေးတွေအနေနဲ့ဒါမျိုးတွေကကျွန်တော်တို့ပတ်ဝန်းကျင်မှာတော်တော်များများတွေ့ဦးတယ်ပေါ့နော်သမီးစားဘွားမှာလည်းဒါကိုယ်လေးလက်ရလောက်တာတွေခိုင်းတာတွေတချို့ကြောက်လဲဒီမျိုးချုပ်ရက်တွေကကျွန်တော်တို့ရဝေဖန်ထောက်ပြလို့ရှိရင်တချို့ကလည်းပြောကြတယ်ပေါ့နော်အားရချစ်လို့လောက်တာလေချစ်တဲ့သူကလေတလားဘယ်တော့မှကိုချစ်တဲ့သူကိုဒါထိခိုက်နေအောင်စကားလုံးနဲ့တော့မှထိခိုက်နေအောင်ပြောမိတယ်ဆိုရင်တော့မှပဲဒါကိုယ့်ရဲ့စကားတစ်ခွန်းကြောက်ပေါ့နော်ကိုချစ်တဲ့သူကဒါစိတ်မကောင်းဖြစ်သွားတယ်ဆိုရင်တော့မှသူတို့ကပြန်ပြီးတော့တောင်းပန်နေကြနော်ဘယ်တော့မှကိုချစ်တဲ့သူကကိုယ်ကိုထိခိုက်နေအောင်မလုပ်နော်ဒီလိုလုပ်တယ်ဆိုတာဒါအကြည့်လူကကိုယ်ကိုတကယ်မချစ်လို့ပဲဒါယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ပေါ့နော်ကိုချစ်တဲ့သူကိုဒါအမြဲတမ်းကိုချစ်သူကိုဒါကိုယ်လည်းထိခိုက်နေအောင်မလုပ်တယ်လို့တခြားသူထိခိုက်နေအောင်လုပ်ရင်လည်းဒါလုံးဝလက်မခံတဲ့သူမျိုးတွေပါနော်တချို့ကချစ်ဆိုတာကိုဒါမိန်းကလေးတွေများဒါချစ်ဆိုတာကိုသူချစ်ဆိုတော့ဒါကောင်းကောင်းနားမလည်ပဲနေပေါ့နော်ကောင်လေးရတာသဘောကျစရာကောင်းတယ်ကိုသဘောကျတဲ့ပုံစံမျိုးလေးဆိုရင်ဒါချစ်လိုက်ကြတာပဲအဲ့ဒါကိုကျွန်တော်တို့မြန်မာမိန်းကလေးတွေအနေနဲ့မှားနေတာပေါ့နော်လုံးဝမှားနေတာတကယ်တမ်းကြလို့ရှိရင်တော့တတိရှာလေးတာသူကိုတကယ်ချစ်လားသူကိုဘယ်လောက်ထိတန်ဖိုးထားလဲဒါသူကကိုအတွက်ဘယ်လောက်ထိစိတ်လုံခြုံမှုပေးရလဲဆိုတဲ့အပေါ်မှာကြည့်ပြီးတော့ဒါကိုယ့်ရဲ့အိမ်အောင်ဘက်ကိုဒါရွေးချယ်တင်တာပေါ့နော်ဒီနေရာမှာတစ်ချက်ပြောချင်တာဒါအပျော်ကြီးထားတဲ့သူတွေကတော့မပြောလို့ပေါ့နော်ဒါသူတို့ရဲ့စိတ်ဆန္ဒလေးဒါပေမဲ့ကိုယ့်ရဲ့ဘဝလက်တွဲပေါ်ဖြစ်တာရွေးချယ်မဲ့သူတွေဆိုတော့တေချာလေးဒါလေးလာပြီးတော့မှဒါရွေးချယ်တင်တယ်ပေါ့နော်မိန်းကလေးတွေအနေနဲ့ယောက်ျားလေးတွေကတော့ဒါကိစ္စမရှိဘူးပေါ့နော်ယောက်ျားလေးတွေကဒါမိန်းကလေးအနေနဲ့ကအရန်အောင်မှဒါရေးကြည့်ရပေါ့နော်ဒီလိုရွေးချယ်မှုမျိုးမှားသွားလို့ရှိရင်ဒါကိုပဲ
ဒါအများတန်းဒီအများတန်းဒါဒီလူနဲ့ပဲဒါအများတန်းဒီလူနေရာမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ရွေးချယ်မှုမှန်ကန်လို့ရှိရင်လည်းကိုကဒါအေးအေးချမ်းချမ်းနေရတယ်လို့ကိုယ့်ရဲ့ရွေးချယ်မှုမှားသွားလို့ရှိရင်လည်းဒါကိုကအများတန်းစိတ်ဆင်းရဲဒုက္ခခံနေရမှာပေါ့နော်တခုပြောချင်တာမိန်းကလေးတွေပဲရလိတခုပြောချင်တာလေအခုကတော့ဒါမိန်းကလေးတွေဖြစ်တဲ့အတွက်မနော်မိန်းကလေးတွေခံရတာဖြစ်တဲ့အတွက်မိန်းကလေးတွေတခုပြောချင်တာအချစ်ကလေးပေးဆက်ခြင်းပဲဗျာနော်ပေးဆက်ခြင်းကရယူခြင်းလားမတဲခွဲတဲ့သူတွေအတွက်အချစ်ကပေးဆက်ခြင်းပဲပေါ့နော်ကျွန်တော်ရဲ့ဆရာတယောက်ကလည်းပြောဦးတယ်အချစ်ကားတဲ့ပေးဆက်ခြင်းပဲဘယ်လိုပေးဆက်ခြင်းလဲဆိုကိုချစ်တဲ့သူရဲ့လိုအပ်ချက်တွေကိုကိုချစ်တဲ့သူပြောရှင်ဖို့တဲ့ဆိုတော့ကိုအဲ့ဒီချစ်တဲ့သူကကိုချစ်တဲ့သူကအမြဲတမ်းပေးဆက်ခြင်းနေတာအဲ့ဒါကိုချစ်လို့ခေါ်တာရယူကိုရဲ့ရယူပါချင်လို့အတ္တကိုခြေတဲ့လူတွေကဒါကိုချစ်လို့မဟုတ်ဘူးသူ့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့တုံးချနေတာဒါတွေကိုကိုယ်ပြပြဒါမိန်းကလေးတွေနဲ့တိဖို့အရန်နဲ့မှရည်ကြည့်တယ်ပေါ့နော်ဒါအခုဆိုရင်လည်းကြည်ကမာလေးရဒါအရန်ချစ်လို့ပေါ့နော်ဒါလက်မထက်ရသေးပဲနေမှာသူနဲ့တူတူနေသူနဲ့တူတူဒါလက်ထက်တူနေဖို့ဆိုရစူးစမ်းအတူတူရုန်းကန်စူးစမ်းနေတဲ့သူတခြားသူကလှုပ်ရင်တော့မကိုကရှိရနေမရက်တည်ပြရမယ်ဟာဒါသူကနေပြီးတော့ကိုလေးလက်ရောက်ဒါဒီမျိုးမဆာမနာလုပ်တယ်ဆိုတော့တေချာတဲ့လူကောင်မျိုးနဲ့ဒီကောင်မလေးညားသွားလို့ရှိရင်လည်းဒါပိုဆိုးမှာဒီချက်ပိုဆိုးဖို့ပဲရှိရပေါ့နော်ဒါကြောင့်မို့လို့ဒါမိန်းကလေးအနေနဲ့ပေါ့နော်ဒါအိမ်တော်ဘက်ရွေးချယ်တဲ့နေရာမှာပေါ့နော်တေးချာလေးဒါစဉ်းစားပြီးတော့မှရွေးချယ်ဖို့လိုအပ်တယ်ပေါ့နော်ကိုချစ်တယ်ဆိုတဲ့အချစ်တစ်ခုတည်းနဲ့မကြည့်ပါနဲ့နော်အုံနောက်နဲ့လည်းစဉ်းစားပါနော်ကိုယ့်ရဲ့စိတ်ခံစားမှုတစ်ခုတည်းအကြောင်းနဲ့တော့ဒီလူကိုပြန်မချစ်ဖို့ပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါလားကျွန်တော်ရဲ့ဒီဖိုင်လေးရောဒါကျွန်တော်ရဲ့ညီငယ်ညီမငယ်လေးတွေပေါ့နော်ဒါအဲ့နောက်ဘက်ရွေးချယ်တဲ့အခါမှာမှားရွေးနေသမျှနဲ့ရောဒါကျွန်တော်ကြည့်သမျှလေးပြန်လည်မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးဒီလောက်ပါပဲဗျကျွန်တော်ရဲ့ channel လေးရောဒါဘုဒ္ဓရရရှိမှာဗီဒီယိုဖိုင်လေးဒီမြန်မာပြည်မှာဖြစ်ပျက်နေတဲ့သတင်းအချက်အလက်လေးတွေနဲ့ဒါစူးစမ်းဖြစ်ပျက်လေးတွေကိုဒါပြန်လည်မျှဝေပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကို channel တဲ့ဆိုတော့ဒါ like and subscribe လေးလုပ်ပြီးတော့တင်မြဗီဒီယိုလေးသိအောင်ဒါဘေးက notification လေးနှိပ်ခဲ့ပေးပါအောင်ဗျဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးစုံလေးလည်းပဲကြည့်ကြည့်ပေးတဲ့တရားချင်းစီလာမှာရအောင်ကျေးဇူးတင်ပါတယ်ဗျ